皆さんこんばんは。ဒီနေ့မှာတော့ဒီကဗီဒီယိုမှာတော့မြန်မာနာနီဟွန်ကို N5 ထဲမှာပါတယ်ဒိုးရှိဇက်တွေပဲတည်တံ့အောင်ပေါ့နော်ဟုတ်တစ်ချက်ဖော်ပြပေးသွားပါမယ်ဒီအလုံးအားလုံးစုစုပေါင်း140ရှိတယ်ပေါ့နော်ဟုတ်ပထမဆုံးစလုံးလေးက Okiru Okiru အိယာကနိုဒီ Okiru ဒီဘက်ကဝတ္တရှိအဝါပြထားတဲ့ခန်းကြီးလေးတွေကကြတော့မြင်မှုရဲဆိုတော့ပဲကြည့်ရင်ရတယ်ပေါ့နော်အဓိက皆さんကြံမှာရောက်တော့ဒီအလေကဟီရာကနာပြထားတဲ့ဟာလေးတွေပဲအဓိကကြံရပါတယ်ဘယ်ဘက်ကဝါဒရှိအဝါ highlight တွေဖောက်ထားတဲ့ခန်းကြီးစလုံးတွေကတချို့စလုံးတွေကကျတော့ F5 level မှာပါတယ်တချို့စလုံးတွေကကျ F4 level မှာပါတယ်အတွက်ကြောင့်မလို့皆さんတို့ကြက်လဲရတယ်မကြက်လဲရတယ်ပေါ့နော်ဒီကတော့ဒါကသိတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ဒီစလုံးမြင်ဒါအဓိပ္ပာယ်ဆိုတာသိရဆိုရင်လေမှတ်မိနေလို့ရှိရင်ပေါ့နော်မျိုးလုံးကနေမှတ်မိနေတယ်ဆိုလို့ရှိရင်တော့ရပါတယ်はいနံပါတ်1က Okiru အိယာကနိုဒီနံပါတ်2က Neru ကကြတော့အိပ်သည်はいနံပါတ်3ကကြတော့ Hataraku အလုပ်လုပ်သည်နံပါတ်4က Yasumu အနားယူသည်နံပါတ်5ကကြတော့勉強するလေ့လာသည်ကြက်မှတ်သည်နံပါတ်6終わるပြီးဆုံးသည်နံပါတ်9行くသွားသည်နံပါတ်8来るလာသည်နံပါတ်9帰るပြန်သည်နံပါတ်10食べるစားသည်皆さんတို့လေးဒီ mask တွေထက်grammar သိမိတဲ့လူတွေဆိုရင်တော့တော်တော်များသိလောက်မယ်ပေါ့နော်ကြည်လျှောခဲတို့ mask တို့တဲ့ခဲတို့တခဲတို့အဲ့လိုမျိုးတွေverb တွေကိုဒိုးရှိပြီးတော့ဒါရှိတော့ခဲဖောင်ပြောင်းလို့ရေးဆိုပြီးတော့ N5 မှာစတင်မိတ်ဆက်ခဲ့တယ်အဲဒီမှာမှ皆さんတို့နောက်ပိုင်း N1 level လောက်ထိ皆さんတို့အသုံးများသွားမယ်ကြည်လျှောခဲတွေကိုပေါ့နော် N5 လောက်ထဲကကြည်လျှောခဲနဲ့ချက်ဖူးတယ်ဆိုလို့ရှိရင်တော့皆さんတို့နောက်ပိုင်း level တွေ3တို့2တို့မှာတော့皆さんတို့ကြက်ရပူလွယ်သွားမယ်ပေါ့နော်အဲကြောင့်လက်ရှိရဲ့ဒီအလုံး140လုံးကိုတော့ကြည်လျှောခဲလေးနဲ့ပဲရေးထားပြီးရယ်皆さんတို့ဒီလိုမျိုးချက်သွားလို့ရှိရင်နောက်ပိုင်း level မှာတော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့လက်ရှိတော့မြင်နေပေါ့နော်ဟုတ်အဲဆိုရင်ဒီကနေတစ်စိတ်ထိပြန်ထိုင်ယူပါမယ် Okiru အိယာကနိုသည် Neru အိပ်သည် Hataraku အလုပ်လုပ်သည် Yasumu အနားယူသည် 勉強するလေ့လာသည်ကြက်မှတ်သည် 終わるပြီးဆုံးသည် 行くသွားသည် 来るလာသည် 帰るပြန်သည် 食べるစားသည် 飲むတောက်သည် 数ရှုသည် 見るကြည့်သည်မြင်သည် 聞くနားထောင်သည်မေးသည် 読むဖတ်သည် 書くရေးသည်ဆွဲသည် 買うဝယ်သည် 撮るရိုက်သည်ဓာတ်ပုံရိုက်သည်ဆိုတဲ့နေရာမှာတော့အသုံးများတယ်ပေါ့နော်သူကိုするလုပ်သည်会うတွေ့သည် 切るဖြတ်သည်လှီးသည် 送るပေးပို့သည် あげるဒီあげるကကြတော့ကိုကတစ်ဖက်လူကိုပေးတာကိုあげるလို့ခေါ်တယ်ပေါ့နော်အောက်ကもらうကလက်ခံရရှိသည်ကိုကတစ်ဖက်လူစီကနေလက်ဆောင်ပစ္စည်းလက်ခံရရှိတယ်စာအုပ်ကိုလက်ခံရရှိတယ်ပန်းစည်းကိုလက်ခံရရှိတယ်အဲ့လိုနေရာမျိုးမှာသုံးတယ်ပေါ့နော်တစ်ဖက်လူစီကလက်ခံရရှိတာကိုもらうကိုကတစ်ဖက်လူကိုပေးတာကိုあげる
အဲ့နှစ်ခုကကျတော့မင်းဆန်တို့ဒီ N5 level မှာတော်တော်များအမှားများကြတဲ့စကားလုံးတွေနှစ်ခုပေါ့နော်တစ်ချက်တော့꿰အောင်မှတ်စီခြင်းနဲ့ခါစကိုကချီးပေးတာပတ်စံတွေချီးပေးတယ်စာအုပ်တွေချီးပေးတယ်ဘောပင်ချီးပေးတယ်ဘောပင်ငှားပေးတယ်အဲ့ချိန်မျိုးမှာသုံးတယ်ပေါ့နော်ခါစကိုကချီးပေးတယ်ခါရီတို့ကကိုကချီးယူတယ်ပတ်စံတွေဘာတွေကိုကချီးယူတယ်စာအုပ်တွေဘာတွေကိုကတခြားတဲ့ယောက်စီကနေချီးယူတယ်စာအုပ်မရှိလို့စာအုပ်လေးငှားပါအောင်ဆိုတဲ့ပုံစံမျိုးနဲ့ချီးယူရေးဆိုတဲ့သဘောမျိုးသုံးချင်ရင်ခါရီတို့နဲ့သုံးလို့ရတာပေါ့နော်အောက်ကအိုရှိရဲတို့ကတင်မေးသည်ပြောပြသည်အိုရှိရဲတို့တင်မေးသည်ပြောပြသည်နာရာဦးကတင်ယူသည်အဲ့နှစ်ခုကလည်းတော်များအမှားများကြတယ်ပေါ့နော်။အိုရှိရဲတို့နဲ့နာလာဦးနဲ့နှစ်ခုလုံးကတင်သည်ပဲဘလို့ကွာလဲဆိုပြီးတော့သိကြတယ်ဆိုလို့ရှိရင်ဒီမျိုးဒါရှိမှတ်တဲ့လိုမျိုးတွေ꿰အောင်မှတ်ထားပါတော့။အိုရှိရဲတို့ကတင်မေးသည်ကိုကတစ်ဖက်လူကိုတင်မေးတာပေါ့နော်။ဆီယာမတယောက်အနေနဲ့စာတင်မေးတဲ့ပုံစံမျိုးကိုပြောတယ်။အိုရှိရဲတို့နာရာဦးကတင်ယူသည်ကိုကဂျပန်စာတင်ယူတယ်ကိုရီးယားစာတင်ယူတယ်အင်္ဂလိပ်စာတင်ယူတယ်အဲ့လိုပုံစံမျိုးပြောချင်တယ်ဆိုလို့ရှိရင်တော့ဒါရှိလို့နာလာဦးနဲ့သုံးမေးရပေါ့နော်။はいနောက်တစ်ခုကခါခဲရုတန်းဝါကိုခါခဲရုလို့ပုံစံလိုမျိုးဖုံးဆက်တယ်ဆိုတဲ့နေရာမျိုးမှာသုံးတယ်ပေါ့နော်ခါခဲရုဝါကာရုနားလေသည်ဝါကာရုနားလေသည်ဒီဝါကာရုဆိုတဲ့ဒီခန်းချီစလုံးလေးက皆さんတို့ခန်းချီမှာလည်းတင်ရမယ်ပေါ့နော်ဝါကာရုပြင်သူ့မှာဝါခဲရုဆိုတဲ့ခွဲခြားစိတ်ဖြာသည်ဆိုတဲ့အဓိပ္ပာယ်လေးလည်းရှိရပေါ့နော်ဟုတ်ဒီခန်းချီကိုပဲဝါခဲရုနဲ့ဝါကာရုဆိုတဲ့အဓိပ္ပာယ်နှစ်မျိုးရှိရဆိုတဲ့အကြောင်းတော့တစ်ချက်တော့မှတ်ထားပေးရမယ်နောက်တစ်ခုကအာရုကရှိသည်ဟုတ်အာရုကတတ်မဲ့ဒီမှာအဓိကအပြင်ဒီနေရာမှာဘောပင်ကရှိတယ်ဘောရုဖန်ကအာရုဘောပင်ကရှိတယ်ဘောပင်ရှိရလို့မျိုးဘောပင်လိုမျိုးတတ်မဲ့အရာဝတ္ထုကိုသုံးနေတယ်ဆိုလို့ရှိရင်တော့အာရုကိုသုံးတယ်ဤလိုကကြတော့သက်ရှိအရာတွေရှိတဲ့အချိန်မှာသုံးတယ်ပြောမှဆိုလို့ရှိရင်ယာမရဆန်ကာဤတို့ယာမရဆန်ရှိတယ်အဲ့ဒီမှာယာမရဆန်ရှိတယ်ယာမရဆန်ကာဤတို့ယာမရဆန်ကရှိတယ်အဲ့လိုနေရာမှာသုံးတယ်ခခရုကကြတော့ကြာမြင့်သည်ကုန်ကြသည်အဓိကအချိန်ကြာမြင့်တာငွေကြီးကုန်ကြတယ်ဆိုတော့အချိန်နဲ့ငွေကြီးမှာပဲအဓိကသုံးတဲ့စလုံးလေးပါဒါလေးကကြတော့ဟုတ်နောက်တစ်လုံးကကြတော့အာဇောပုကကြတော့ကစားသည်ရှောက်လေသည်ဥယောကုကကြတော့ရေကူးသည်မူကာရဲတို့ကြတော့ကြိုဆိုသည်စကာရဲတို့ကကြတော့ပင်ပန်းသည်ခက်ကွန်စရုလက်ထပ်သည်ခိုင်းမွန်နိုစရုကဈေးဝယ်သည်食事するစားသောက်သည်ထမင်းစားသည်食事するစားသောက်သည်ထမင်းစားသည်散歩するလမ်းလျှောက်သည်စကဲရုလျှပ်စစ်ပစ္စည်းတွေကိုဖွင့်သည်စကဲရုကလျှပ်စစ်ပစ္စည်းတွေကိုဖွင့်သည်အောက်ကခဲရှိရုကသူနဲ့တွဲမှတ်မယ်လျှပ်စစ်ပစ္စည်းတွေ electronic ပစ္စည်းတွေကိုပိတ်တာခဲရှိရုလျှပ်စစ်ပစ္စည်းတွေကိုပိတ်တာစကဲရုလျှပ်စစ်ပစ္စည်းတွေကိုဖွင့်တာစကဲရုနဲ့ခဲရှိရုကို electronic နဲ့ဆိုင်တဲ့ပစ္စည်းတွေမှာပဲသုံးတယ်ဆိုတာကိုတစ်ချက်မှတ်ထားပေးရမယ်ပေါ့နော်ဟုတ်မီးတို့ air con တို့လိုမျိုးလျှပ်စစ်ပစ္စည်းတွေပန်းကားတွေလိုမျိုးလျှပ်စစ်ပစ္စည်းတွေကိုသုံးတယ်ဒီနောက်တစ်ခုကအာခဲရုကကြတော့တကားတို့ပဒင်းပေါက်တို့ဇစ်တို့ကိုဖွင့်တယ်လို့ပြောလို့ရတယ်အာခဲရုတကားပဒင်းပေါက်ဇစ်တို့ကိုဖွင့်တယ်ရှိမဲရုတကားပဒင်းပေါက်ဇစ်တို့ကိုပိတ်တယ်ရှိမဲရုတကားပဒင်းပေါက်ဇစ်တို့ကိုပိတ်တယ်ဒီစကဲရုခဲရှိရုအာခဲရုနဲ့ရှိမဲရုအဲ့ဒါလေးတွေကိုချက်ခွဲရအောင်မှတ်ပေးပေါ့နော်စကဲရုနဲ့ခဲရှိရုကို electronic ပစ္စည်းတွေမှာပဲသုံးတယ်လို့မှတ်ထားလိုက်ရင်ကျန်တဲ့ဟာက auto ပြောဆို꿰သွားတယ်ပေါ့နော်အများကြီးမှတ်စရာမလိုဘူးနောက်တစ်ခုကဤဇောကု
အလျင်အမြန်လုပ်သည်ဤဆိုကိုအလျင်အမြန်လုပ်သည်မတ်စောင့်သည်မတ်ပိုင်ဆိုင်သည်မတ်စောင့်သည်မတ်ပိုင်ဆိုင်သည်ထိုရုယူသည်တယ်စတာဟုကူညီသည်ယောဘခေါ်သည်話すစကားပြောသည်စကောက်အသုံးပြုသည်ထိုမေရုတားသည်မီးစဲရုပြသသည်ဆူဝရုထိုင်သည်တစမတ်တပ်ရပ်သည်ဟိုက်ရုဝင်သည်ဒဲရုထွက်သည်ဖုရုရွာသည်မိုးရွာတယ်နှင်းကျတယ်ဆိုတဲ့အချိန်မှာသုံးတယ်ပေါ့နော်ဖုရုရွာသည်မိုးရွာသည်နှင်းကျသည်ကိုပီးစရုကော်ပီကူးသည်မိတ္တူကူးသည်အုတ်ခုထားသည်ဒီအုတ်ခုကလေတန်တရာအုတ်ခုနဲ့မှားမယ်နော်ပြီးလို့ရှိရင်မိန်းမရဲ့အုတ်ခုနဲ့လည်းတစ်ချက်မှားနိုင်ခြေများတယ်ပေါ့နော်သူရဲ့ခန်းခြေကိုမကြည့်ဘဲနဲ့ဒီတိုင်းပဲဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်တော့စကုရုပြုလုပ်သည်ဥရုရှောင်သည်ရှိရုသိသည်စုမှုနေထိုင်သည်ခံကျူစရုသုတေသနလုပ်သည်နိုရုစီးသည်ဩရိရုဆင်းသည်ရထားပေါ်ကဆင်းတာကိုပြောတာပေါ့နော်ရထားပေါ်ကဆင်းတဲ့လူမျိုးဆင်းသက်တယ်ဆိုတဲ့အခြေအနေမျိုးသုံးတယ်ရထားပေါ်ကဆင်းတယ်ကားပေါ်ကဆင်းတယ်ဆိုတဲ့အခြေအနေပေါ့နော်ဒီဩရိရုဆိုတဲ့ခန်းကြီးလေးကအပေါ်မှာ私တို့ဒီမှာဖုရုမိုးရွာသည်နှင်းကျသည်ဆိုတဲ့ခန်းကြီးလေးနဲ့လည်းအတူတူပဲပေါ့နော်ခန်းကြီးတစ်လုံးလေးကိုပဲဖုန်းဆိုတဲ့ခန်းကြီးလေးလိုမျိုးကားရုဘာကဲရုကွဲသလိုမျိုးဒီကောင်လေးလည်းနည်းနည်းကွဲတယ်ပေါ့နော်ဖုရုနဲ့ဩရိရုကွဲတယ်ဩရိရုဆင်းသည်နိုရိခါရုပြောင်းစီးသည်